Hello အားလုံးမင်္ဂလာပါအခုဆိုရင်မိုးသဲပလပ်ပိုင်းနိုင်ငံဘော်ရကေးကိုရောက်ရှိနေရဖြစ်ပါတယ် We are here in Boracay. It's a very beautiful beach. မိုးသဲတို့ဒီနေ့ဘော်ရကေးကိုဒါပထမဆုံးစရောက်တဲ့နေ့ပေါ့နော်ဆိုတော့ထူးခြားတဲ့အနေနဲ့ဘာတွေ့ရလဲဆိုတော့ကမ်းခြေမှာဒီရွက်လီလေးကိုအများကြီးတွေ့ရတယ်ပေါ့နော် ရေကြည်လေးရယ်ပြီးတော့ဒီရွက်လေးလေးရယ်သဲဖြူဖြူလေးရယ်တမျိုးလေးကြည့်လို့ကောင်းတယ်ညနေခင်းပါလေရမ်းလာတယ်ကမ်းခြေဖြူလေးကိုကြည့်ပြီးတကလာမှာမိုးသဲတို့ညနေစာကိုအမနဲ့တူနှစ်ယောက်တူတူစားတယ်စားပြီးတော့ဒီဟိုတယ်ကိုပြန်လာတဲ့အခါမှာမိုးကနည်းနည်းလေးချုပ်နေပြီအဲ့မှာဆိုလို့ရှိရင်လူတွေအများကြီးပဲရေကူးနေရရှိရပေါ့နော်ရေကူးကန်ထဲမှာသူတို့ဒီရေမြုပ်လေးတွေကိုဆက်ထဲကနေပြီးတော့ဒါထုတ်ပေးထားတာအများကြီးပေါ့နော်အခုဆိုရင်ဒါဆက်ကပိတ်သွားရဆိုပေမဲ့ရေမြုပ်တည်းကျန်နေရဆိုတော့ဒါမိုးသဲဒါရေမြုပ်လေးနဲ့ခဏကစားခဲ့သေးရပေါ့နော်ရေကတော့မနေ့ကကြောင်မှကူးပြမှာဖြစ်ပါတယ်ဒီနေ့တော့မကူးပြတော့ဘူးပေါ့နော်ဟိုတယ်မှာဆိုရင်ညဘက်ပေါ့နော်သူတို့ဒီအကလေးတွေနဲ့လည်းသူတို့ဒါဖြောပြရဲပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီကန်းချီဒီလုံးလေးတွေနဲ့ပေါ့နော်သူတို့ကကြမိုးတဲ့အတန်မထည့်တာဘာလို့လဲဆိုတော့ copyright ညှိမဆိုလို့ဆိုပြီးတော့ပေါ့နော်နောက်ပြီးတော့သူတို့ဒီ phone party နောက်ထပ်တစ်ခါထပ်ပြီးတော့လုပ်ပြီးရပေါ့နော်ဒီမှာရင်းမြုပ်လေးတွေသူတို့မှုတ်ပေးတယ်ဆိုတော့အဲ့မှာဆိုကလေးတွေအကြိုက်ပေါ့နော်ဒီမှာကလေးတွေအများကြီးပဲစားကြပျော်စရာကြီးပဲကြည့်ပါအောင်လက်ပြန်ကြတော့မိုးသဲကစားပြအောင်ကစားမယ်ဒီဟာအောင်ပြီးတော့ဒီမှာလေးဒီမီးလေးနဲ့ကစားတာသူတို့ဒါကစားပြရပေါ့နော်အဲ့ဒါမိုးသဲတို့ဒီဘန်ထိုင်းနိုင်ငံခိုစာမတ်မှာပေါ့နော်အဲ့လိုမျိုးကစားတာနဲ့တော့ပုံစံတူတယ်ဒီကမီးကတော့နည်းနည်းနေတာပေါ့နော်ခိုစာမတ်မှာတော့ဒီထက်ပိုများတာပေါ့ performance ကโอเคပါဒီနေ့တော့ကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်တွေ့ကြမယ်နော်တတ်တာ